အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Twin Hat Channel ရဲ့တင်ဆက်သူအောင်သူပဲဖြစ်ပါတယ်။မှောင်မိုက်နေတဲ့ညမှာမိုးတဲထန်စွာရွာတွန်းပြီးတဲ့နောက်ဒီတဖြူဖြူတိုက်ခတ်နေတဲ့ညောင်ကန်ရွာလေးမှာတိတ်ဆိတ်ခြောက်ခြားနေတယ်။တရားစီလဲတဲ့အလင်းတန်းများကရွာထိပ်ကထီးကျန်လာတဲ့အိမ်ဟောင်းကြီးတစ်လုံးကိုခဏခဏအလင်းပေးနေတယ်လို့ဖြစ်နေတယ်။အဲ့ဒီအိမ်မှာရွာသားများကြောက်ရွံ့ကြတဲ့အဖွားစိန်ရဲ့အိမ်ဖြစ်နေတာပေါ့အဖွားစိန်ကိုတရားလုံးကဆုံးမကြီးလို့တိုးတိုးတစ်မျိုးကျဲကျဲတစ်မျိုးပြောဆိုခံရသူဖြစ်ပြီးသူမတည်ဆုံးသွားတာအခုဆိုရင်9ရက်ပြည့်ပြီရွာရဲ့ဓလေ့အရ9ရက်မြောက်ညမှာဝိညာဉ်ကအိမ်ပြန်လာတတ်တယ်လို့ယုံကြည်ကြတတ်တယ်တရားလုံးကလူတွေကကြောက်ရွံ့ပြီးအိမ်တကားအလုံးကိုပိတ်ကအိတ်ဆက်နေကြတယ်ရွာကလူငယ်3ယောက်ဖြစ်တဲ့မောင်ခန့်ဇော်မျိုးနဲ့ထွန်းထွန်းတို့ဟာအဖွားစိန်အိမ်ထဲကိုခိုးဝင်ကြတယ်။ဟဲကောင်တွေအဖွားစိန်ကတကယ်ပဲဆုံးအတက်နဲ့သကောပြန်တရေတွေကိုမွေးထားတာလားဆိုတာငါတို့ဒီညတွားကြည့်ရအောင်ကွာလို့မောင်ခန့်ကအကြံပေးတယ်။ထွန်းထွန်းကကြောက်ကြောက်လန့်လန့်နဲ့မတွားပါနဲ့ကွာသကောပြန်ဆိုတာကလူ2ယောက်ကိုကြောချင်းကပ်ချီထားတယ်လို့မျိုးကွာခေါင်းကရှေးရောနောက်ရောရှိနေတာမျိုးတဲ့ရမ်းကြောက်ဖို့ကောင်းတယ်လို့လူကြီးတွေပြောတာကိုကြားဖူးတယ်ကွာဒါပေမဲ့ဇော်မျိုးရဲ့တိုက်တွန်းမှုကြောင့်သူတို့3ယောက်စလုံးအဖွားစိန်အိမ်ဟောင်းကြီးစီကိုတွားကြတယ်အိမ်ဟောင်းကြီးရဲ့အတွင်းထက်ကထူးဆန်းပြီးအေးစိန်ကအရန်ကြောက်စရာကောင်းနေတာပေါ့အိမ်ထက်ကဟောင်းနှွမ်းနေတဲ့ဝတ်စားတွေမြေအိုးများနဲ့နိုင်ရမှန်ကတ်ထားတဲ့ထူးဆန်းတဲ့အင်းကွက်များကိုတွေ့ရတယ်ရုတ်တရက်ဆိုသလိုအိမ်ရဲ့အပေါ်ထပ်မှာတကြီးကြီးနဲ့သကောတစ်ချက်ကကျမ်းပြင်ပေါ်ကိုလှည့်နေတဲ့အတန်မျိုးကြားလိုက်ရတယ်။အဲ့ကောင်အဲ့ဒါဘာတန်ကြီးလဲဟာလို့ဇော်မျိုးကကြောက်လန့်လန့်နဲ့မေးလိုက်တယ်။သူတို့3ယောက်စလုံးကကြောက်နေပေမဲ့တိကျင်တဲ့စိတ်နဲ့အပေါ်ထက်ကိုတက်သွားကြတာပေါ့။အခန်းတစ်ခုရဲ့တကားကြားမှာချောင်းကြည့်လိုက်တဲ့အခါသူတို့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တွေးပြတ်မတတ်ဖြစ်သွားကြတယ်။အခန်းလေတွင်အဖွားစိန်လို့ရုပ်အလောင်းလို့ထင်ရတဲ့လူတစ်ယောက်ကထိုင်းနေတယ်။ဒါပေမဲ့ထူးခြားတာကသူ့ရဲ့ကြောဘက်မှာလဲနောက်ထပ်ခေါင်းတစ်လုံးကိုတစ်ခုကိုရှိနေတာမြင်လိုက်ရတယ်။အဲ့ဒီ2ယောက်ကိုကြောချင်းကပ်လျက်တာဖြစ်ဖောင်းဆက်ထားတဲ့ပုံစံမျိုးဖြစ်နေပေမဲ့ခြေထောက်တွေကဘေးဘက်ကိုကထွက်နေပြီးသကောတစ်ခုကိုလှည့်နေတယ်လို့မျိုးပတ်ချက်လဲလှည့်နေတယ်။တဟီဟီနဲ့ရီမောပြီးလာလေငါးကလေးတွေဘိုက်စားနေတာနဲ့တော်ပဲလို့အတန်ကြီးထွက်လာတယ်။အဲ့ဒီအတန်ကရှင်းမျက်နှာကလည်းထွက်တယ်လို့နောက်ဘက်ကတ်လျက်ရှိတဲ့မျက်နှာပြည့်ကြီးစီကလည်းထွက်ပေါ်လာတယ်။အဲ့ဒီတရေကသကောပြန်တရေဖြစ်နေတာပေါ့။တရေမရဲ့သပင်များမှာဖျို့ဖျဲဖြစ်နေပြီးမျက်လုံးများကတွေးလိုနေရဲနေကရှာကြီးကရင်ဘတ်အထိထွက်နေတယ်။မောင်ခန်းတို့3ယောက်စလုံးကြောက်လန့်တကြားနဲ့အောက်ထပ်ကိုပြေးဆင်းကြတယ်။ဒါပေမဲ့သကောပြန်တရေမှာပုံမှန်အတိုင်းလမ်းလျှောက်နေတာမဟုတ်ပဲကျမ်းပြင်ပေါ်ဒလင်းခောက်ကွေးလှည့်ပတ်ပြီးလျင်မြန်စွာနဲ့လိုက်လာခဲ့တယ်။ဝုန်းကနေဆိုသလိုအိမ်ရှိတကားကလိုလိုပိတ်သွားတယ်သူတို့ပိတ်မိသွားပြီငါ့ကိုကြည့်ပါအောင်လို့သကောပြန်တရေကထွန်းထွန်းရဲ့ပခုံးပေါ်ကိုလက်တဲရှည်ကြီးနဲ့လှမ်းကင်လိုက်တယ်ထွန်းထွန်းကနောက်လဲကြည့်မိလိုက်တဲ့အခါမှာတော့ကြောချင်းကပ်နေတဲ့မျက်နှာနှစ်ခုစလုံးကတပြိုင်နက်တည်းရီပြနေတယ်တစ်ဖက်ကငုံနေပြီးတစ်ဖက်ကရီနေတာကိုကြည့်ပြီးရမ်းကိုထိတ်လန့်စရာကောင်းနေခဲ့တာပေါ့မောင်ခန်းကသူ့ရဲ့ခါးကြားမှာပါလာတဲ့အဆောင်လက်ဖွဲ့ကိုတတိယကထုတ်ပြီးကျဲလောင်စွာနဲ့ဖျားစာကိုရွတ်ဆိုလိုက်တယ်။အဲ့ဒီခါးကြားမှာသကောပြန်တရေကစူးစူးဝါးဝါအော်ဟိပြီးအိမ်အမှောင်တောင်ကိုလွင့်စင်သွားတယ်။အဲ့ဒီခွင်းရေးကိုအတုံးချပြီးသူတို့3ယောက်စလုံးတကားကိုကန်ဖွင့်ပြီးအိမ်ပြင်ဘက်ကိုအတက်လူပြေးကြရတယ်။3ယောက်စလုံးရွာထဲရောက်မှအတက်ကိုဝါဝရှူနိုင်တော့တယ်။နောက်ရက်မှာရွာသားများကအဲ့ဒီအိမ်ကိုမိရှို့ပြီးဖျက်ဆီးပစ်လိုက်ကြတယ်။ဒါပေမဲ့အခုချိန်ထိလားပြညဆိုရင်ညောင်ကန်ရွာသားများကအဲ့ဒီအိမ်ဟောင်းနေရာကသဘောလှဲ့နေတဲ့အတန်ကြောချင်းကပ်မျက်နှာနှစ်ခုရဲ့ငိုတံကိုကြားနေရတဲ့ဖြစ်တယ်။အခုတင်တို့ရွာမှာလဲအဲ့လိုမျိုးရှိနေမလားဆိုတာမသိနိုင်ဘူးနော်။အိမ်မှာရှိတဲ့သဘောတွေတေချာချီထားကြနော်။ညဆိုသကောပြန်တရေလာယူမှဆိုလို့ဟောတကယ်တွားချီမနေနဲ့အောင်အမေကစူနေအောင်မယ်လကားစားတာနော်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ် Thank you so much for watching my videos.